စုပြောနိုင်တယ်ဖွင့်မိလားပြောဖယားငါးစုစကားတော့မပြောနိုင်ဘူးလားဟုတ်လားကိုပြည့်တယ်ကိုကြည့်ရန်ဟမ်ဖယားလို့တော့မအော်နိုင်ဘူးကျင်းမင်းဘကတော်တော်ဆိုးဆိုးပဲတွားမယ်လမ်းရတယ်ကြောက်เสียမတွေးရဲเสียနေဒီတယောက်ဖက်ကားရလားနေလောက်ထားတာဟမ်သူယူတဲ့လူတွေအကုန်လောက်တာဟုတ်လားသွားပြီမင်းဘကမတွေးရဲเสียအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့ YouTube channel နဲ့အားလုံးပြန်လည်းကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာလေးပါဗောနော်ဒီယောက်ျားဖြစ်သူကဖောက်ပြန်လို့မိန်းမဖြစ်သူကအောက်လန်းနဲ့ပြူစားခဲ့တာဗောနော်ပြူစားတော်မှာယောက်ျားဖြစ်သူကံမြင့်နေတဲ့ချိန်ဖြစ်နေတဲ့အကြောင်းယောက်ျားအောင်မထိပဲနဲ့ဒီယောက်ျားဖြစ်သူနဲ့ဖောက်ပြန်နေတဲ့မငယ်မအောင်တော့ထိခဲ့တာဗောနော်ဒီဗီဒီယိုလေးမှာဆင်ပေါ့နော်ဒီပြဿနာအကြောင်းကိုရှင်းပြပေးထားတာဖြစ်တဲ့အကြောင်းဒီဗီဒီယိုလေးကိုစနေဆုံးနေကြည့်ဖို့ကျွန်တော်မိတ်ဆွေတို့ဖိတ်ခေါ်လိုက်ပါတယ်ဗျာဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်အောင်ဗျပတ်လာလူမျိုးကလေရတင်ရင်လူမျိုးတရားကရင်လူမျိုးတရားဘာသာရားနေလားအဲ့တော့ဆရာမပြောမယ်ဒီကာယကရှင်ဘုံသူသမီးကညာတိုင်းအသက်ရှူတွေကြက်နေတယ်နင်တို့အစိမ့်သေးလေးရဲ့လောက်ထားတယ်နော်ဟုတ်လားသူကမစားဘူးလေငါစားချင်တယ်ဆိုင်ရာကဝိုင်းထားဂုံးပန်းတွေဝိုင်းထားဂုံးပန်းအကြီးဆုံးကောင်တွေလာပြီးတော့ဝိုင်းထားပြောနိုင်လားပြောမှာလားပြောခုမှလာယောက်ျားလားမိန်းမလားမိန်းမရှေ့မှာရောက်နေမလို့သိလားဆရာနော်နှိမ့်ဆက်လားမနှိမ့်ဆက်ဘူးနော်ဘာဖြစ်လို့လောက်တာလဲဘုံလူသမီးကိုငါရတာယူလို့ဟုတ်လားနေကိုယ်တိုင်အဲ့ဒီပညာတတ်နေရလားမတတ်ဘူးဟုတ်လားအဲ့ဒါအောင်လဲဆရာပတ်စံပေးခိုင်းတာလားဟုတ်လားဟုတ်လေဟုတ်တယ်ဘာဖြစ်အောင်လုပ်ထားလဲသိအောင်လို့အသေးတိုက်ထားဟုတ်တယ်အသေးတိုက်ထားလားဘာတွေရင်ဖွင့်နေလဲဆရာမအသက်ဘယ်နှစ်ရှိပြီလဲ45နှစ်45နှစ်မန်နေချနော်မန်နေချဆရာမဒီနေ့ဒီဘလို့မှမနှိမ့်ဆက်ဘူးနော်ဆရာမနှိမ့်ဆက်လို့ရှိရင်လည်းမလွယ်ဘူးနော်ဆရာမနှိမ့်ဆက်လားမနှိမ့်ဆက်ဘူးနော်အေးစစ်စစ်စကားပြောနော်နေသူ့လောက်တာဘယ်လောက်ကြာပြီဟမ်ငါလားငါးတော့ရှိပြီဟုတ်လားဆရာမတော့သူ့ကိုနေပြီးဆုံးနေသူ့လောက်နေတော့ပြောင်းတော့လို့တာဟုတ်လားဆရာမအောင်နိုင်လားเนี่ยနိုင်လားဆရာမအောင်နိုင်လားဆရာမမနှိမ့်ဆက်ဘူးနော်အဲ့တော့ဆရာမအေးစစ်စစ်ပြောမယ်နော်ဒီကာယကံရှင်ဘုံတို့တမျိုးလောက်တဲ့ဟာတွေအကုန်လုံးအပေါက်ပေါက်ခြေစင်းတွေအကုန်ထုတ်ပြီးစကားတွေအများကြီးမပြောကြဘူးပြောမထုတ်ဘူးလားမထုတ်ဘူးကိုသွားမယ်လားကိုသိလားအောင်လန်းဆရာပတ်စံဘလောက်ပြီးပြီးတော့ခိုင်းထားတာတောင်းတာတောင်းတာဆရာဘယ်နှဦးရှိလဲ5ဦးအဲ့ဆရာတွေက5ဦးလောင်ရှိပြီဆရာ5ဦးလောင်ရှိပြီဆရာကဘာလူမျိုးတုံးသိလားဗမာလူမျိုးပဲလားပတ်လာလူမျိုးကလေရတင်ရင်လူမျိုးတရားကရင်လူမျိုးတရားဘာသာကြားနေလားအဲ့တော့ဆရာမပြောမယ်ဒီကာယကရှင်ဘုံသူသမီးကညာတိုင်းအသက်ရှူတွေကြက်နေတယ်နင်တို့အစိမ့်သေးလေးရဲ့လောက်ထားတယ်နော်ဟုတ်လားသူကမစားဘူးလေငါစားချင်တယ်ဟုတ်လားအဲ့ဒါလေအကုန်လုံးဖယ်ပြီးနော်ဆရာမကမြေတာနဲ့ပြောနေရနော်သူ့တင်မရမှာသူတင်မရပါမယ်ဆိုရင်ဆရာမတို့အရှိရောက်နေပြီဆရာမတို့ကအကုန်လုံးကိုမြေတာနဲ့ပြောတယ်ကိုသွားမယ်လမ်းကိုကိုမြင်ကြည့်ကမြင်အောင်ကြည့်ကမကောင်းပါဘူးနော်ဒါတွေကဟုတ်လားအခုသိလို့ရှိရင်လည်းဒါအဖန်905ဘတ်ခံရမှာနော်အဓိကကိုယ့်ရဲ့အမျိုးသားကိုထိန်းလေဟုတ်တယ်မဟုတ်လားကိုယ့်ရဲ့အမျိုးသားမမှန်မဲနဲ့ဒီဘက်ကိုလောက်တာကြမှာကောင်းသူ့ကိုလောက်တာသူ့ကိုလောက်တာအမျိုးသားလောက်သူ့ကိုလောက်တာဒီကလေးမှလာကြည့်နေဟုတ်တယ်အော်ဒီကလေးမှကန်နေညာလားဟုတ်တယ်အဲ့ဒါမလောက်တော့နဲ့နော်အပေါက်ကခြေစင်းအကောင်ထုတ်မင်းမာလေထုတ်ပါခြေစင်းနဲ့အကောင်ရိုက်ခါပြီးတော့ထုတ်ပါထုတ်ဘာရကန်ချင်းဘောလူသမီးထုံနာကျင်နာနာကြိုက်ရတာလုံးဝမလို့ချင်ဘူးငါကတော့ဘောင်မရက်ကခါတော့
ဝါရာကိုကမွေးခြင်းပေါက်ရုံနဲ့ခန္ဓာ၅ပါးကိုပြုစားဖန်ဆာနှောက်ယှက်ထားသောတရဲသစင်မြေဖို့ဘလူအောင်လားဆောင်ကဝေကြောနဲ့တရဲဆက်သူယောင်ဆက်ဗေဒစရာရရတိုက်အစိမ့်တိုက်ဒူဝါအတိုက်ခွေးတိုက်ချက်တိုက်ငှက်တိုက်နွားတိုက်ပြုစားဖန်ဆာနှောက်ယှက်တဲ့အရာတွေအကုန်ရိုက်ခါထုတ်ပုတ်ထုတ်တက်ထုတ်နှောက်ကုံမနားနေမလေးခုံမနေဝိုင်းရထားခုံမနေဝိုင်းရထားခန္ဓာကိုယ်မှာထိုးထားသောမကောင်းတဲ့ဆေးဆောင်တွေအကုန်ထွက်ဘုံလူသမီးရုံနဲ့ခန္ဓာ၅ပါးတင်းလို့နဲ့မသက်ဆိုင်တာဖြစ်တော့တဲ့အတွက်ယခုချိန်မှစပြီးတော့နမင်းကြီးလေးပါးမှာချမှတ်ထားသောနေရာကိုပြောင်းရွှေ့နေထိုင်သွားကြ။ဘာအကဲချင်းဘုံလူသမီးထုံနိုင်တင်နာနာလာကခဲတာငါမလို့ချင်းဝင်နဲ့မိစ္ဆာလက်ခံတရဲထုတ်ရင်တရဲခံနတ်ထုတ်ရင်လက်ခံဆုံးထုတ်ရင်ဆုံးခံမိစ္ဆာခန္ဓာကိုယ်ပဲနားနေပြီလူနာရှင်ခန္ဓာကိုယ်နာတာငါမလို့ချင်းမူအကောင်ရိုက်ခါထုတ်အကောင်ရိုက်ခါထုတ်အယိုးကျိုးအေးရသပင်းကျိုးသပင်းကျလက်သေးကျိုးလက်သေးရဟာလားဂျိုင်းကျိုးဂျိုင်းကြဟာလားအမွေးကျိုးအမွေးကြဘယ်နေရာမှမပုံးစိန်နဲ့ဆံရကဝိုင်းထားဘုံပန်းကြီးဝိုင်းထားကုန်ပြီလားမကုန်သေးဘူးလားမကုန်သေးရင်ထုတ်မယ်နော်ဖြည်းဖြည်းထုတ်ဖြည်းဖြည်းထုတ်ရအေးစစ်စစ်ထုတ်နော်ရတယ်အေးစစ်စစ်ထုတ်ပါဖြည်းဖြည်းထုတ်ခေါင်းစာခြေဆုံးအကုန်ထုတ်လောက်ထားတဲ့နေရာတွေအကုန်ထုတ်နော်ဒီကာယကရှင်ဟာလားအသက်ရှူချက်နေရရင်ဘက်နေမောဟန်ရယ်ဟာလားညဘက်သူလို့ရှိရင်နေမကောင်းထိုင်မကောင်းနေဖြစ်နေတယ်အဲ့ဒါတွေအကုန်ရိုက်ခါထုတ်ကာယကရှင်လူနာထုံနာကျင်နာနာရာကခဲတာငါကမလို့ခြင်းဘူးလာမန်ကလောက်ကလန်နေချောင်းနဲ့ထောက်ပါလန်နေချောင်းနဲ့ထောက်တာအကောင်ခါတော့အကောင်ခါတော့လန်နေချောင်းနဲ့ထောက်တာလန်နေချောင်းနဲ့ထောက်တာအကောင်ရိုက်ခါပြီးတော့ထုတ်ကာယကရှင်ဘောလုံးမြင့်ထုံနာကျင်နာနာရာကခဲတာလုံးဝမလို့ခြင်းဘူးသူသာဖန်ဆာနှောက်ယှက်ထားတဲ့အရာတွေအကောင်ရိုက်ခါထုတ်တရဲတစင်မြေဖို့ဘလို့အောင်လားဆုံးကိုဝေဘောနဲ့တရဲဆွဲပြောင်းတဲ့ဗေဒစရာရရတဲ့အောင်လားဆရာချုံအောင်ဖတ်ပြုတ်တယ်လို့စေပြေးစေအောင်လားဆရာတဲ့ဘုံတို့ကိုဩဇာအာနာကြီးမှတဲ့အကောင်ရိုက်ခါထုတ်ကုန်ပြီလားကုန်ပြီဆိုဒီဘက်ကနေမထွက်တဲ့သစ္စာဆိုရမယ်နော်ကြံစားမယ်နော်တေးရတာမင်းကလေးမလာတာမင်းမတေးကြတာနေတာမီးနော်ဒီတစ်သက်တော့မကြသေးနဲ့လိုက်ဆိုဖယားငါးစုဖယားငါးစုဖယားငါးစုဆိုလိမ့်ပါတယ်နော်ဒါဒီသစ္စာရေကနင်းကောင်းအောင်ထောက်တယ်မှတ်လားကောင်းအောင်ထောက်ရင်ဘာမှမဖြစ်ဘူးလိုက်ဆိုနော်ဖယားငါးစုပြောနိုင်တယ်ဖွင့်ပြီလားပြောဖယားငါးစုစကားတော့မပြောနိုင်ဘူးလားဟုတ်လားကို့ပြည့်တွေကိုကြည့်ရင်ဟမ်ဖယားတို့တော့မအော်နိုင်ဘူးကျင်းမဘကတော်တော်ဆိုးဆိုးပဲသွားမယ်လမ်းရတယ်ကြောက်စရာမတွေးရဲစရာနေဒီတယောက်ဖျောက်ကားရလားနေလောက်ထားတာဟမ် သူယူတဲ့လူတွေအကုန်လုံးတာ ဟုတ်လား อืม သွားပြီနေဘကမတွေးရဲစရာဆိုမယ်နော်ဖယားငါးစုဆိုနိုင်ပါသေးကျွန်တော်ပြရဲ့သစ္စာကျွန်တော်ပြရဲ့အရေးခံနေကြအခုဝင်လာတဲ့ပုံကိုဖယားကိုဆိုနိုင်တယ်ဖယားငါးစုလိုက်ဆိုနောက်တစ်ခါမလောက်တော့နဲ့ကြားလားနော်ကြားလားနော်လိုက်ဆိုမယ်နော်ဖယားငါးစုဖယားငါးစုဖယားပြောနိုင်ပါစေငါးစုကိုရောမြတ်ကြီးကိုရောမြတ်ကြီးဆိုနော်ကိုရောမြတ်ကြီး ကို အပေါင်းနဲ့69ပါတော့69ပါတော့ကိုပါတော့ ဝိဇ္ဇတို့ ဝတ်စတော့ ဆရာသခင် ဆိုင်ပတ်တဲ့ ကျေးဇူးရှင် ကျေစုရှင် အပေါင်းတို့နဲ့တကွာ ဟာဘောင်းနိုနေတဲ့ကွာ နမင်းကြီး နဘင်းကြီး လေးပါးနဲ့ လေပါတီ အမေသူရတတိအ အမေသူရတဲ့ မေတော်မြတ်တို့ဤ မဲနေတော့ ဤ ဤ အရှိမောင်း၌အရှိမောင်း၌ဆိုနေမှာဆိုနော်ဒီတစ္ဆာရေကန်စင်ကနေကဆိုရဲဆိုရေလိုအေးလိုကန်းလိုမွေးမှာနော်ကောင်းသောအရာတွေများပါသလားနော်တစ္ဆာပြုပါသည် ပြပါတီ ကျွန်ုပ် ကျွန်တော် ဘုဒ္ဓသမီးကို ဘာလို့တမီးကို ပြုစားဖန်စား
ဖန်စာ နောက်ဆက်ထားတော့နောက်ဆက်ထားတော့ နောက်ဆက်တော့ အောင်လန်းဆရာကို အောက်လက်ဆရာကို ပတ်စံပေးပြီးတော့ ပတ်သက်ပြီးတော့ ခိုင်းထားတော့ ခိုင်လာတော့ အရာတွေ အရာတွေ အကုန်လုံး အခုလော ကျွန်ုပ် ကျွန်တော် တခါတည်း တက်ခါလေ ကုံစင်အောင် ကုန်းစင်အောင် ဖယ်ရှားပြီးပါပြီ ဖဲဟာပြီးပါပြီ နောက်နောက် နောက်တော့ ကျွန်ုပ်တော်၎င်း ကျွန်တော်တော့၎င်း ကျွန်ုပ်အဖေမေတော်၎င်း ကျွန်တော်အမေက၎င်း ကျွန်ုပ်သားသမီးတော်၎င်း ကျွန်တော်တာသမီးတော့၎င်း ကျွန်ုပ်ညီကိုမောင်နှမတော်၎င်း ကျွန်တော်ညီကိုမတော့၎င်း ကျွန်ုပ်ပညာညီကိုတော်၎င်း ကျွန်တော် ပညာညီကိုတော်၎င်းဆိုပညာညီကိုတော်၎င်းဆိုမယ်နော်ဘာဖြစ်လို့လဲဆိုတော့ဆရာမတို့ကဒါဟိုမြစ်တာနဲ့ပြောနေတာအခြားဆရာကမရဘူးနော်နှိမ့်ဆက်တယ်နော်ဆရာမနှိမ့်ဆက်လားရောက်လာတဲ့ကမနှိမ့်ဆက်ဘူးနော်သစ္စာလေးဆိုပြီးထွက်ပြီးရုံပဲနော်ကျွန်ုပ်ပညာညီကိုတော်၎င်းဆိုဆရာမမနှိမ့်ဆက်ချင်လို့ဆိုနော်အနာဆိုင်ရာလေးခေါ်ပြရမှာဂုံးပန်းလေးခေါ်လိုက်ရမယ်ဆက်စားခိုင်းလိုက်ရဆိုမယ်နော်ကျွန်ုပ်ပညာညီကိုတော်၎င်းပညာပြောနိုင်မလဲပြောနိုင်မလဲရပြီနော်ပညာညီကိုတော်၎င်းပညာပြောနိုင်မလဲအခုဝင်လာတဲ့ပုဂ္ဂိုလ်ပြောနိုင်မလဲကျွန်ုပ်ပြုခဲ့သောကုသိုလ်ကောင်းမှုအဋ္ဌာအဖို့ဖို့အဝဝကြောင့်သစ္စာဆိုနိုင်မလဲအဖေကြီးတွေအပ်တယ်ဆိုနော်ပညာညီကိုတော်၎င်း ပြန်ဒီကိုတော့၎င်း ကျွန်ုပ်ဆရာတော်၎င်း ကျွန်တော်ဆက်ရတော့၎င်း နောက်နောက် နောက်တော့ ခိုင်းစေ၍ ခိုင်းစီ၍ မပြုပါ မပြုတ်ပါ ပြုခဲ့ပါက ပြုတ်ခဲ့ပါတာ အသေးဆုံးနဲ့သေးပြီးလျင် အသေးဆုံးနဲ့တိတ်နေ မဟာပထဝီ မဟာပတိ အဝေစီငရဲ အပစီငယ်နာ ၌မကျွတ်မလွတ်တမ်း မကြုံမလို့တဲ့ ခံစားရပါစေသာ ခံထားရပါသေးတာ ကျွန်ုပ်သစ္စာဂရိ ကျွန်တော်သက်စာကတိ မှန်ကန်ပါက မှန်ကန်ပါက ဤရေစဉ်ကြီးသည် ဒီရဲ့စီဒီ ရေလိုအေး ရေလိုအေး ၍ပန်းလိုမွေးရပါစေသာ ပန်းလိုမွေးရပါသေး ကျွန်ုပ်သစ္စာဂရိ ကျွန်တော်သက်စာကတိ ထောက်ဖြတ်ခဲ့ပါက ဟောက်ပြခဲ့ပါက ဤရေစဉ်ကြီးသည် ဒီရေစင်ကြီး မဟာပထဝီ မဟာပတိဝီ အဝေစီငရဲက အဝေစီငယ်က မိအဖြစ်ပြောင်းပြီး မီးအဖြစ်ပြောင်းပြီး ခန္ဓာကိုယ်တစ်ခုလုံး ခန္ဓာကိုယ်တစ်ခုလုံး မိလိုပူရပါစေသာ မီးလိုပူရပါသေးတာ ဂိုင်းထားရေတစ်သက်မှမိတွေဖြစ်နေစေနဲ့ခန္ဓာကိုယ်ဂိုင်းထားမယ်လုံးဝမလွတ်နဲ့တရားငါးစုကိုရမြတ်ကြီးပေါင်းနဲ့69ပါးသောဝိသုတို့ဆရာတခင်ကျေးဇူးရှင်ပေါင်းတို့နဲ့တကွာသတ္တုမဟာရဲ့နာမည်ကြီးလေးပါးနဲ့အမေသွဲတယ်မဲတော်မြတ်တို့ရှင်းမောင်းတဲ့သစ္စာပြုပါသည်ကျွန်ုပ်ဂိုင်းတော်မှာချမှတ်ထားသောသစ္စာ၃ချက်ကလေးဖောက်ဖျက်ခဲ့ပါကအသေးဆုံးနဲ့သေးပြီးနဲ့ကျွန်ုပ်သစ္စာကလေးမှန်ကန်ခဲ့ပါကအဲ့ဒီဘောဓုသမီးကခန္ဓာကိုယ်ထဲကိုဝင်ရောက်နေတော့မိသားလိမ့်နေမိတိပြောင်းပြီးတော့သူဆိုတဲ့သစ္စာမှန်ကန်ခဲ့ပါကရေလိုအေးရွယ်ပန်းလိုမွေးရပါစေသားတောက်ကောင်းတော့နင်ထုတ်ပြီးမှလားထုတ်ပြီးရသေးကြလားဟမ်မထွက်ရသေးဘူးလားမထွက်ရသေးဘူးဟုတ်လားဆိုင်ရာတွေရောက်လာခဲ့သူ့ရဲ့တဘောလုံးကိုတုတ်ထားမယုံစိနဲ့မယုံစိနဲ့ပြီးသွားလို့ရှိရင်အဲ့ဒီရေခွက်နဲ့ဆိုင်ရာကအဲ့ဒီခွက်နဲ့ကိုကင်မယ်ကင်ပြီးတော့သူ့ရဲ့ပါဇက်ပေါက်တွေကိုမရရအောင်ဆွဲထက်မရရအောင်ဆွဲထက်လာမန်ကလာခဲ့အဲ့ပါဇက်နှစ်ပေါက်ကိုဆွဲဟပြီးတော့အဲ့ဒီရေတွေကိုမရရအောင်ဆွဲထက်မယ်ဆွဲထက်ပါဇက်ပေါက်တွေကိုရေတစ်သက်တော့မမောက်နေတဲ့ဆိုင်ရာတွေရေတစ်သက်တော့မမောက်နေတဲ့အကောင်ဆွဲတဲ့အောက်ကိုတစ်သက်တော့မကြသေးနဲ့ဝင်းတော့အကောင်ရောက်နေပြီ ကဲဗီဒီယိုလေးကိုဒီလောက်ပါပဲဒီဗီဒီယိုလေးကိုစနေဆုံးနေကြည့်နေတဲ့မိတ်ဆွေတွေစင်တော့ဒီဗီဒီယိုရဲ့အကြောင်းရင်းစုံကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့လည်းမိတ်ဆွေတို့အမြင်ကို comment မှာဝင်ရောက်ပြီးရေးပြီးတော့ကြပါဦးမယ်ကျွန်တော်ဒီဗီဒီယိုလေးကိုလုပ်ပေးလိုက်တဲ့အကြောင်းရင်းဆိုနေပေါ့နော်ကျွန်တော်မိတ်ဆွေတို့ကိုဖူတူတာရစေချင်လို့ဖြစ်ပါတယ်ဗျာနောက်ထပ်ဗီဒီယိုဒီမှာဆိုလည်းခုလိုဖူတူတာရမယ့်သတင်းအကြောင်းအရာလေးတွေကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ channel လေးကို like subscribe နေပြီးတော့ကြပါဦးဗျာကျွန်တော်ဗီဒီယိုအားပေးတဲ့တူတယောက်တူချီစတိုင်းကိုလည်းကျေးဇူးအများကြီးပဲတင်ပါတယ်ဗျာ